အိန္ဒိယတနိုင်ငံလုံးကိုအားအသင့်စေမယ့် UFC ချန်ပီယံဂျိုရှာဗန်ရဲ့သမိုင်းဝင်ခီးစဉ် UFC သမိုင်းတစ်လျှောက်လုံးမှာအိန္ဒိယနိုင်ငံကိုတကူးတကလာရောက်လည်ပတ်တဲ့ချန်ပီယံဆိုတာဘယ်သူမှမရှိခဲ့ဘူးပါဘူး။ဒါပေမဲ့ခုတော့အဲ့ဒီသမိုင်းကိုချင်းတိုင်းသားကျမတို့ရဲ့ UFC Flyweight ချန်ပီယံကြီးဂျိုရှာဗန်ကစတင်ရေးထိုးလိုက်ပြီပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဂျိုရှာဗန်ဟာအိန္ဒိယနိုင်ငံကိုပထမဆုံးလာရောက်လည်ပတ်တဲ့ UFC ချန်ပီယံဖြစ်မကြခင်မှာပဲတရားဝင်မှတ်တမ်းဝင်တော်မှာပါ။ပရိသတ်တွေအတွက်ရင်ခုန်စရာကောင်းတဲ့ဒီခီးစဉ်ကြောင့်ပြီးတော့သူ့ရဲ့သတင်းကြောင့်မီဇိုရမ်ပြည်နယ်တစ်ခုလုံးဘလူတွေလှုပ်လှုပ်ရှားရှားဖြစ်သွားလဲဆိုတာကိုတင်ဆက်ပေးသွားပါမယ်။ဂျိုရှာဗန်ရဲ့ရှေ့တောင်အာရှခီးစဉ်ကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။မေလ25ရက်နေ့မှာကတည်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုခြေချခဲ့တာဖြစ်ပြီးရောက်ချင်း2ရက်လောက်နားယူပြီးတာနဲ့ချင်းပွဲစီတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အထူးသဖြင့် CRC ရဲ့25နှစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။သူအနေနဲ့ငယ်စဉ်ဘဝကတည်းကမလေးရှားကိုမိသားစုနဲ့တူရွှေ့ပြောင်းခဲ့ရတာဖြစ်ပြီးခုချိန်မှာတော့ကမ္ဘာ့ဆင့်ချန်ပီယံခပတ်ကြီးကိုလွဲကဂုဏ်ယူဝင်ကြွားစွာနဲ့သူကျင်လည်ခဲ့ရာကျောင်းတဲ့နေရာတွေကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ကမ္ဘာတိချန်ပီယံတယောက်ဖြစ်လာပေမဲ့သူ့ရဲ့ဇာတိနဲ့ငယ်ဘဝကိုမမိတဲ့ဂျိုရှာဗန်ရဲ့စိတ်သက်ကတော့တကယ်ကိုလေးစားစရာပါပဲ။အခုတော့မလေးရှားမှာခဏချင်းဖြုံးပြီးနောက်ပရိသတ်တွေစောင့်မျိုးဆုံးအိန္ဒိယခီးစဉ်အတွက်အဆင်သင့်ဖြစ်နေပါပြီ။တည်င်းနေရဂျိုရှာဗန်အိန္ဒိယပြည်ဝင်ခွင့်ပြီးဆောင်တရားဝင်ရရှိသွားပြီဖြစ်ပါတယ်။ဆောင်ရွက်ဆောင်တဲ့ကိစ္စတွေကိုအရင်ကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီးအခုမှအတည်ပြု approve ရသွားတာပါ။ဒါကြောင့်မနက်ဖြန်မေလ29ရက်နေ့မှာ Flyweight ချန်ပီယံကြီးဟာအိန္ဒိယနိုင်ငံကိုခီးဆက်မှာဖြစ်ပါတယ်။ခီးစဉ်ရောနယူးဒေလီမြို့ကနေတဆင့်ချင်းလူမျိုးများပြားနေထိုင်ရာမီဇိုရမ်ပြည်နယ်ကိုထပ်ဆင့်သွားရောက်မှာပါ။မီဇိုရမ်ပြည်နယ်ဆိုတာချင်းလူမျိုးတွေနဲ့တမိုင်းကြောင်းအရာရောယဉ်ကျေးမှုအရာပါအင်မတန်နီးစပ်မှုရှိတဲ့ဒေသတစ်ခုဖြစ်တာကြောင့်ဒီခင်းစဉ်ကဂျိုရှာဗန်အတွက်ရောဒေသခံတွေအတွက်ပါတကယ်ကိုအဓိပ္ပာယ်ရှိတဲ့ခီးစဉ်တစ်ခုဖြစ်လာမှာပါ။ဒီခီးစဉ်ရဲ့ထွတ်ထိပ်ကတော့မီလာ30ရက်နေ့မှာကျင်းပမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီနေ့မှာမီဇိုရမ်ပြည်နယ်ခြေဆိုင် MMA ဖွဲ့စည်းတစ်ခုဖြစ်တဲ့ MISMA ကနေ Regional ဆင့် MMA ပြိုင်ပွဲတစ်ခုကိုကျင်းပဖို့ရှိနေပါတယ်။တာဝန်ရှိသူတွေကချန်ပီယံကြီးဂျိုရှာဗန်ကိုအထူးဧည့်သည်တော်ဖြစ်တက်ရောက်ပြီးဖို့ဖိတ်ကြားခဲ့ပြီးဗန်ဟလင်ဝမ်တာအာရလက်ခံခဲ့ပါတယ်။ဒီသတင်းလေးထွက်သွားရောမီဇိုရမ်ပြည်နယ်ကပြည်သက်တွေကြားမှာအော်အော်တောင်းနေဖြစ်သွားခဲ့ပါတယ်။ MISMA ပြိုင်ပွဲအတွက်လက်မှတ်တွေကလူရဲဝဲယူကြလို့အချိန်တိုတွင်းမှာပဲရောင်းကုန်သွားခဲ့ပါပြီ။ဒေသခံတွေကလည်းလီစိတ်ထိတွားရောက်ကြိုဆိုဖို့ကြီးကျယ်စီစဉ်နေကြပါပြီ။တကယ်ကိုစဉ်းစားကြည့်ပါ။ UFC မှာချန်ပီယံတွေအများကြီးရှိပေမဲ့ဘယ်ချန်ပီယံကမှအိန္ဒိယနိုင်ငံကိုတခုတ်တရတွားရောက်လဲပတ်တာမျိုးရှိခဲ့ပါဘူး။ဂျိုရှာဗန်ကတော့အိန္ဒိယနိုင်ငံကိုအလည်လာမှုတဲ့ပထမဆုံး UFC ချန်ပီယံဖြစ်တရားဝင်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။